ရုပ်ရှင်တွေကအနာဂတ်ကိုကြိုသိနေတာလားဒါမှမဟုတ်အနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုရုပ်ရှင်တွေကနေတဆင့်ကျမတို့ရဲ့အုံနောက်ထဲကိုကြိုပြီးသွင်းပေးနေရမျိုးလားဒီနေ့ Papatia Channel ကနေတင်းရဲ့မတိစိတ်ကိုနောက်ွယ်ကနေကြိုးဆွဲနေတဲ့ predictive programming အကြောင်းလေးဖော်ထုတ်ပြသွားပါမယ် The Simpsons ကာတွန်းကိုလူတိုင်းသိကြပါတယ်2000ပြည့်နှစ်ကထွက်ခဲ့တဲ့အပိုင်းမှာDonald Trump သမ္မတဖြစ်လာမယ့်အကြောင်းကိုလောင်ပြောင်ပြီးရိုက်ပြခဲ့တယ်16နှစ်အကြာမှာတကယ်ဖြစ်လာခဲ့တယ် Smart နိုင်တွေ video call ခေါ်တာတွေကအစအကုန်ကြိုပြခဲ့တယ်နောက်တစ်ခုက2011ခုနှစ်ကထွက်ခဲ့တဲ့ Contagion ဆိုတဲ့ရုပ်ရှင်လင်းတို့နဲ့ဝက်ကတည်းတဆင့်ကူးစက်တဲ့ virus တစ်မျိုးကမ္ဘာအနှံ့ပြန့်သွားမယ်လူတွေ mask တွေတက်ရမယ် supermarket တွေမှာပစ္စည်းတွေလူဝယ်ကြမယ်စတာတွေကို COVID-19 မဖြစ်ခင်9နှစ်တိတိစောပြီးတော့ကွက်တိရိုက်ပြထားခဲ့တယ်နောက်ထပ်ဆိုးရွားတဲ့တာတကတစ်ခုပြောပြပါမယ်2001ခုနှစ် March လမှာ The Lone Gunman ဆိုတဲ့ဇာတ်လမ်းတွဲတစ်ခုထွက်ခဲ့တယ်အဲ့ဒီထဲမှာအကြမ်းဖက်သမားတွေကခရီးသည်တင်လေယာဉ်တစ်စင်းကိုအဝေးကနေထိန်းချုပ်ပြီးနယူးယောက်ကကမ္ဘာကုန်သွယ်ရေးစံတန်အဆောက်အုံကြီးကိုဝင်တိုက်ဖို့စူးစမ်းတဲ့အခန်းတစ်ခန်းပါတယ်အဲ့ဒီဇာတ်လမ်းပြတ်သားပြီးတော့6လကြာတဲ့အခါSeptember 11 9/11 မှာတကယ်လက်တွေ့ကမ္ဘာမှာအဲ့အတိုင်းတိတိကျကျဖြစ်လာခဲ့တယ်ဒါရီအားလုံးကရိုးရိုးတိုက်ဆိုင်မှုတက်တက်လို့သင်ထင်နေတော့မယ်လားစိတ်ပညာမှာတော့ဒါကို predictive programming လို့ခေါ်ပါတယ်အနာဂတ်ဖြစ်ရများအတွက်ကြိုတင်ပြင်ဆင်ပေးသည့်စနစ်လို့ဘာသာပြန်ဆိုလို့ရတာပေါ့သိပ္ပံနည်းကျပြောရရင်ကျမတို့ TV တွေဒါမှမဟုတ်ရုပ်ရှင်တွေကြည့်နေတဲ့အချိန်မှာအုံနောက်ရဲ့လှိုင်းတွေကတက်ကြွတဲ့ battle line ကနေငိမ့်တက်တဲ့ alpha line တွေအဖြစ်ပြောင်းသွားပါတယ်ဒါဟာအိမ်မွေးချခံထားရတဲ့အခြေအနေနဲ့အတူတူပါပဲဒီအချိန်မှာရုပ်တိဗေဒကိုစဉ်းစားဆင်ခြင်တဲ့အပိုင်း analytical brain ကအနားယူသွားပြီးမသိစိတ် subconscious mind ကလုံးဝပွင့်သွားပါတယ်ပြုသမျှကိုစုပ်ယူဖို့အစဉ်သင်ဖြစ်နေတာမျိုးပေါ့ကဘာကြီးကိုနောက်ွယ်ကကျိုးဆွဲနေတဲ့ဩဇာတိတ်ကမကြီးသူတွေဟာအပြောင်းလဲတစ်ခုဖန်တီးတော့မယ်ဆိုရင်ပြည်သူတွေရုတ်တရက် shock ဖြစ်ပြီးပုံကံမလာနိုင်အောင်ကြိုတင်ပြင်ဆင်ကြပါတယ်ရုပ်ရှင်တွေကနေတဆင့်ဒီအကြောင်းအရာတွေကိုကျမတို့ရဲ့မသိစိတ်ထဲကိုရေးဆက်ချတယ်လို့တဖြည်းဖြည်းချင်းရိုက်သွင်းနေတာအဓိကရည်ရွယ်ချက်ကတော့လူတွေရဲ့လက်ခံနိုင်စွမ်းကိုမြင့်တင်မှုပါပဲတင်အောင်နောက်ကအော်ဒီအကြောင်းအရာကိုငါတို့မြင်ဘူးပါတယ်ဆိုတော့အသိဝင်သွားအောင်လုပ်လိုက်တာပါမကြသေးခင်ကမှ Netflix မှာထွက်ခဲ့တဲ့ Leave the World Behind ဆိုတဲ့ရုပ်ရှင်ကိုကြည့်ဘူးကြမှာပါဒီကမ္ဘာလုံးအင်တာနက်တွေပြတ်တောက်သွားမယ်စိုက်ဘာတိုက်ခိုက်မှုတွေဖြစ်လာမယ်နိုင်ငံအချင်းချင်းတွေးကွဲပြီးပြတ်သုံးမယ်ဆိုတာကိုရိုက်ပြထားတဲ့ရုပ်ရှင်တကားပါအံ့ဩစရာကောင်းတာဒီရုပ်ရှင်ကိုနောက်ွယ်ကနေအကြံပေးထုတ်လုပ်ခဲ့တဲ့သူတွေဟာအမေရိကန်သမ္မတအိုဘားမားလိုဩဇာတိတ်ကမကြီးမားတဲ့သူတွေဖြစ်နေတာပါပဲတာမန်ရုပ်ရှင်ထုတ်လုပ်သူတွေမဟုတ်ပါဘူးသူတို့ကဘာကိုကြိုပြီးတတိပေးချင်နေတာလဲဒါဟာမကြခင်ဖြစ်လာမယ်ကမ္ဘာစိုက်ဘာအကျက်အတဲတစ်ခုအတွက်လူတွေကိုကြိုတင်ပြီး brainwash လုပ်နေတာမျိုးလားတချို့လိုအဖွဲ့အစည်း secret society တွေရဲ့အယူအဆမှာဒါကို revelation of the method လုံးမဲ့အရာကိုကြိုပြခြင်းလို့ခေါ်ပါတယ်သူတို့ရဲ့ကံတရားဆိုင်ရာယုံကြည်မှုအရာသူတို့လုံးမဲ့အရာကိုပြည်သူတွေကိုမလောက်ခင်ကြိုတင်အသိပေးရပါတယ်ရုပ်ရှင်တွေတခြင်းနေရာနေသင်ပြတ်သားလိုက်တာမျိုးပြည်သူတွေကဒါကိုမြင်ပြီးဘာမှမတုံ့ပြန်ဘူးမတားဆီးဘူးဆိုရင်ဒါကိုသဘောတူခွင့်ပြုတယ်လို့သူတို့ကယူဆလိုက်ပါတယ်မင်းတို့ရဲ့အနာဂတ်ကိုငါတို့ကရုပ်ရှင်ထဲမှာပြသထားပြီးသားပါမင်းတို့ကလက်ခံခဲ့တာလေဆိုပြီးလှောင်ပြောင်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်သင်ဟာပွဲကြည့်ပြိတ္တလားဒါမှမဟုတ်ကြိုးဆွဲခံနေရတဲ့အယုတ်ကလေးတစ်ယုတ်လားနောက်ထပ်ဘလို့မမြင်ရတဲ့ကြိုးဆွဲမှုတွေရှိနေသေးလဲဆိုတာကျမတို့ရဲ့ Papatia Channel မှာဆက်လက်စောင့်ကြည့်ပေးပါဦးနော်ကျေးဇူးတင်ပါတယ်